ဒီလူကတော့သူများရဲ့အတွေးတွေကိုစာအုပ်တအုပ်လူဖတ်နိုင်ုံတွေမကပဲအဲ့ဒီစိတ်ကူးတွေကိုပါပြောင်းလဲပြတ်နိုင်တဲ့စွမ်းအားရှိသူပါတနည်းမှာတော့လူတစ်ယောက်ဟာသူ့ရဲ့ကြောပြင်ကိုဘယ်သူမှမမြင်အောင်အမြဲတမ်းဖုံးကွယ်ထားတာကိုဝီလီယံတွေ့လိုက်ရပါတယ်ဝီလီယံလည်းတကယ်ကိုဆက်စုခြင်းစိတ်နဲ့အထူနမဲတော့စိတ်မသက်မသာဖြစ်သွားတာပေါ့အဲ့ဒီလူမှာမကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေမလားဆိုပြီးစိုးရင်စိတ်နဲ့သူ့ရဲ့အတွေးတွေကိုချက်ချင်းစစ်ဆေးကြည့်လိုက်ပြီးမြင်ထူးထူးခြားခြားဘာမှမတွေ့ရပါဘူးအဲ့ဒီစာအုပ်ထဲမှာမင်းရဲ့ကြောပြင်ကိုဘယ်သူမှအမြင်မခံနဲ့ဆိုတဲ့စာသားတစ်ကြောင်းပဲပါရှိပါတယ်ဝီလီယံကတော့ဒါဟာအဲ့ဒီလူရဲ့ထူးဆန်းတဲ့အကျင့်တစ်ခုပဲလို့ထင်လိုက်တာပေါ့ဒါကြောင့်သူ့ရဲ့စွမ်းအားကိုပိတ်လိုက်ပြီးအဲ့ဒီလူကိုအိမ်ထဲကိုပဲဖိတ်ခေါ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူကတော့ဘာပဲလုပ်လို့သူ့ကြောပြင်ကိုမမြင်ရအောင်ပဲဆက်ပြီးဖုံးကွယ်ထားပါတယ်လျှေကားပေါ်တက်နေလေသူ့ရဲ့ထူးဆန်းတဲ့အနေအထားကိုမြင်လိုက်ရတဲ့အခါဝီလီယံလည်းနောက်ဆုံးမှာတော့မအောင်နိုင်တော့ပါဘူးသူ့ရဲ့ကြောကရားနေလို့လက်မလန်မီဦးဆိုပြီးအကူငီတောင်းတယ်လို့ဟန်ဆောင်လိုက်ပါတယ်အဲ့ဒီလူကလည်းသူ့ကြောပြင်ကြီးပေါ်မလာနိုင်ဘူးလို့ထင်ပြီးလိုလားပဲသဘောတူလိုက်တာပေါ့ဝီလီယံဟာတခြားလူတွေလိုပဲတာမန်ဖြစ်နေတဲ့ကြောပြင်ကိုမြင်လိုက်တဲ့အခါဒါကိုဖုံးကွယ်ထားရအောင်ဘာများထူးခြားနေလို့လဲဆိုပြီးစိတ်ထဲကနေလှောင်ပြုံးလိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီလူရဲ့ကြောပြင်ဟာရုတ်တရက်ဖောင်းတက်လာပါတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီလူဟာနောက်ပြန်လဲကျပြီးနေရာတွေမှာအသက်ပြောက်သွားပါတော့တယ်ဒါပေမဲ့ပိုပြီးထူးဆန်းတဲ့အရာတွေကဖြစ်လာဖို့ရှိနေပါသေးတယ်